ကျွန်တော်ဒီပညာတွေကိုလှိပုံလှိနီးမှလည်းပညာလိုသေးတယ်ပေါ့နော်မိုးပေါ်ကိုရန်လန်းတယ်အကုန်လုံးလှိပြီးသားဖြစ်နေရဒါကျွန်တော်လက်ဆက်တဲ့အသီးနှံလေးတွေလှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သွားပြီးကြော်လိုက်ပါအောင်ဗျာကျွန်တော်နိုင်ငံခြားပြန်လက်ရလေးတွေဒီပေါင်းစုံနဲ့ချိုးချင်းကြော်နေကဲ let's go သွန်ပြူလေးကိုအရင်မှုေးနေအောင်စီတက်လိုက်တယ်ပေါ့နော်ကျက်သွန်ပြူလေးမှုေးလာပြီဆိုတော့လက်ဆက်ဆက်ပြင်စီးပြီးတော့ကျွန်တော်မိုးပေါ်မှာလေပေါ်တင်ခုတ်ထားတဲ့အသီးရွက်ကလေးထည့်မယ်ပေါ့နော်အဲ့ဒါလက်ဆက်ဆက်ငရုပ်ဘပန်းညာလိမ့်ထားတဲ့ဟာလေးကိုကျွန်တော်ထည့်လိုက်တယ်ပေါ့နော်ဒါချိုးချင်းကြောထည့်ပြီးပါဆိုတော့ကျွန်တော်ကလက်လာပါတေးတက်မှုေးရပေါ့နော်နိုင်ငံခြားလက်ရပြန်အဲ့တော့မှုေးပေးနေရတယ်ပေါ့နော်လဲတွေပြဖြစ်ပေါ်လာတဲ့ခဏမှာဟာပြတ်တော့အတုံးကကြီးသွားတယ်ပေါ့နော်အနောက်ရည်ရစွန်းဒါလေးကတော့ခယူစီရစွန်းဒါကြာနေလောက်ရတာပေါ့နော်သူကလည်းဒီအဲ့ဒါလေးရတာလေးထည့်ပြီးဆိုတော့ကျွန်တော်မှွေမယ်ပေါ့ငန်းတော့ကိုယ့်ကိုရှင်းနေပြီထည့်လို့ရတယ်ပေါ့နော်ဒါလေးကတော့ဟုတ်ပြီတော့ကြက်ပြီပေါ့နော်ကျွန်တော်လှက်လိုက်မယ်Oh my god စားခြင်းစရာနော်ရတာလေးတွေပေါ့နော်ဖြစ်လာပြီအဲ့ဒါဆိုရင်အနံ့မွေးမွေးလေးစားအောင်ကျွန်တော်ကြက်သွန်မိတ်ကလေးထည့်လိုက်ဟိုကနေစားကန်ဒီချတော့မယ်ဆိုရင်အနံ့မွေးမွေးလေးစားအောင်ကျွန်တော်ကြက်သွန်မိတ်ကလေးကိုထည့်လိုက်မယ်မွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်စားခြင်းတပွဲဖြစ်သွားပြီနော်အဲ့ဒါခပ်ပြီးသွားပြီပေါ့နော်ကျွန်တော်သူ့ကိုသွားပြီးတော့ကျွေးလိုက်အောင်ပဲဖားလိုက်အောင်ပေါ့ညနေပြတောက်အောင်ပဲလေးလေးပြကျွန်တော်ထင်မှာထိုးတဲ့ဇုံးကိုယူလိုက်ကြဖူဖန်းမြန်မာလိုမှုတ်ပြီးတော့သူ့စီခုကသွားလိုက် Okay let's go hello kiss me ညီကြီးဒါကြရဲ့လဲအောင်ညီကြီးတန်း不忘我哈，不有好的你那咋的？好吃，好吃。ဘာလို့နေနေတော့ကောင်းတယ်ပါမကောင်းလို့လားငါတို့ အရင်စားကောင်းတယ်လို့ကောင်းပါလေလို့ပြောနေတာဟို မျက်နှာမဲ့ရွယ်နေတယ် ဟုတ်တယ်တိုးသွားပြီအဲ့ဒါကြောင့်လဲ နေရမ်းမကြောင့်ငါဒေါသထွက်မလို့3000မေးတာသူ ဘာလို့မို့လို့ ရတော့ဖို့ အဲ့ဒါဘာသာမကောက်တော့ ဆက်စားတာပါစား